ဝန်ထမ်းဘွားနဲ့လွတ်မြောက်ချင်နေပြီသူများဝန်ထမ်းမလုပ်ချင်တော့ဘူးလို့ဘာလို့လဲငင်ကုန်ယူပြီးပျော်ရွှင်စွာလုပ်နေခဲ့တဲ့အလုပ်ပဲလေဟုတ်တယ်ဒီအလုပ်ကိုငါတိတ်ကုန်ယူခဲ့တယ်လေဒီအလုပ်လုပ်နေရရင်ငါတိတ်ပျော်နေခဲ့တာဒါပေမဲ့ငါစူးစမ်းခဲ့သလောက်ငါအတွက်အတိမတ်ပြုမှုတွေကဘယ်မှာလဲငါကရောဘာအတွက်ဒီဟာကိုစူးစမ်းနေမိတာလဲငါတိတ်ကုန်နေခဲ့ရတဲ့ဒီအလုပ်ကနေငါဘာကြောင့်ထွက်ပြေးချင်နေရတာလဲဒီစကားသံတွေကကျမရင်ထဲမှာအပြည့်ဖြစ်နေခဲ့တယ်ဒါတွေဟာဘယ်ဟာစတင်လာခဲ့တာလဲဘယ်အရာတွေကကျမကိုဒီချိန်ဒီထိရောက်အောင်တွန်းပို့ခဲ့ကြတာလဲအဲ့ဒီညဟုတ်တယ်အဲ့ဒီ staff party လုပ်ခဲ့တဲ့ညကစတင်ခဲ့တာပဲအားလုံးပဲမင်္ဂလာပါကျမကတော့ Infocast မှာအင်မေဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျမဘာလို့ဝန်ထမ်းဘွားကဘလို့အကြောင်းအရာတွေကြောင့်ဖတ်ပြေးချင်ရလဲဆိုတာပြောပြပေးသွားမှာပါလွန်ခဲ့တဲ့3နှစ်ကကျမကလစာ3သိန်းခွဲရတဲ့တာမန်ဝန်ထမ်းလေးတစ်ယောက်ဖြစ်ခဲ့တာပေါ့မနက်ဆိုရင်အလုပ်သွားညဆိုအလုပ်ပြန်နေကျမတိတ်ကုန်ယူရတဲ့အလုပ်လေးမှာအရန်ကိုပျော်ရွှင်စွာနဲ့လုပ်နေခဲ့တယ်လေဒီလုပ်လေးကိုကျမစရောက်တော့ကဒီလုပ်လေးကအခုမှလဲပတ်ဖို့စတင်နေတဲ့လုပ်ငန်းသေးသေးလေးတစ်ခုဖြစ်နေခဲ့တယ်ကျမနဲ့အတူအလုပ်အတူတူတွဲလုပ်မဲ့ဝန်ထမ်းသက်တွေလည်းရှိနေခဲ့တာပေါ့လုပ်ငန်းကအခုမှစလဲပတ်မှာဆိုတော့ဘယ်ရာမှစတင်မကြသေးခဲ့ဘူးလုပ်ငန်းစတင်ကြအောင်စူးစမ်းလုပ်ကိုင်ကြရင်နဲ့ကျမတို့လုပ်ငန်းသေးသေးလေးတွေကကျမတို့တင်ပစ္စည်းလေးရလေတယောက်ကိုတယောက်ကူညီဖေးမကြရင်နဲ့လုပ်ဖို့ခိုင်ခါကောင်းနေဖြစ်လာခဲ့ကြတာပေါ့လုပ်ငန်းကအခုမှစကားစားဆိုတော့လူလည်းတိတ်မသိသလိုအခက်အခဲတွေလည်းအများကြီးရှိပေမဲ့ကျမတို့တင်နေရတော့အခက်အခဲတွေအတူတူရင်ဆိုင်ကြုံလွှားကြရင်နဲ့ပျော်ရွှင်စွာစူးစမ်းခဲ့ကြတာပဲကျမတို့တင်က service ပေးရတဲ့အပိုင်းဆိုပေမဲ့ marketing လည်းကျမတို့ပါပဲ sales အပိုင်းလည်းကူညီရတာပါပဲနောက်ဆုံးပြောရရင်တန့်ရှင်းရအောင်မလုပ်ရရုံတမင်ပါပဲလုပ်ငန်းကအခုမှအစဆိုတော့လူလည်းမခေါ်နိုင်သေးဘူးလေဒါကြောင့်ကိုကပဲအလုပ်ရှင်နားလည်ပေးပြီးရှိသမျှအကုန်ကြုံပြီးလုပ်ခဲ့ကြတာပေါ့အဲ့ဒီလိုအစလုပ်ငန်းလေးစကလေးကလုပ်ခဲ့ရလို့လားမသိဘူးအဲ့လုပ်ငန်းလေးကိုကျမတို့ကကိုယ်ပိုင်လုပ်ငန်းလေးလို့သဘောထားပြီးတော့မှစိတ်ရင်စေတနာမှန်စွာနဲ့စိတ်ရင်အမှန်ထည့်ပြီးတော့မှစူးစမ်းလုပ်ကိုင်ခဲ့ကြတယ်လေအဲ့ဒီလုံးကအလုံးမှာ run နေတဲ့လူကြီးအတွက်ထက်လုပ်ငန်းရှယ်ယာရှင်အရေးအတွက်ကတော့ပိုများနေအောင်မထင်နဲ့ကျမတို့တင်လေးရလေအတူတူစူးစမ်းခဲ့ကြတာ9လ6လလောက်ကြာမှတော့တယောက်စကားတယောက်နာနဲ့အဲ့နေတော့ဝိုင်းမှာကျမတို့နာမည်ရလာပါပြီကျမတို့တွေတိတ်ကိုပြောခဲ့ကြတယ်ကျမတို့စူးစမ်းမှုဟာအရာထင်ခဲ့ပြီလေအဲ့လိုကနေတဖြည်းဖြည်းလူသိများလာပြီအချိန်ဘလောက်မှတော့မကြာလိုက်ပင်နဲ့အောင်မြင်လာတယ်ပြောရမှာပါပဲအဲ့ဒါကြောင့်လူသစ်တွေလည်းထပ်ခေါ်နိုင်ခဲ့သလို marketing အတွက်တင်းတက်တက်လည်းဖွဲ့လိုက်တော့ကျမတို့လည်းအဲ့တော့မှနေရာမှန်ပြန်ရောက်သွားရတော့တာပေါ့အလုပ်ရဲ့ဖိအားတွေရှိနေပေမဲ့ကောင်းမွန်တဲ့တင်းတစ်ခုပိုင်ဆိုင်ထားလို့ဖိအားမျိုးစုံကိုကျော်လွှားနိုင်ခဲ့တယ်ကျမတို့တင်နေလေးကအချစ်မီးတဲ့ကျမသူတို့နဲ့အလုပ်အတူတူလုပ်ရတာတိတ်ကိုပြောခဲ့တယ်လို့သူတို့ကကျမအတွက်ပြန်မရနိုင်တော့မဲ့လုပ်ဖို့ကံဖက်ကောင်းလေးလေးဖြစ်ခဲ့တယ်လေအဲ့ဒီလိုနဲ့ကျမတို့အချစ်မီအဖွဲအတူတူစူးစမ်းခဲ့ကြတာတစ်နှစ်ပြည့်လို့လာခဲ့ပါပြီနောက်ဆုံးတော့ကျမတို့မျှော်လင့်ခဲ့ရတဲ့နေ့လေးတစ်နှစ်ပြည့် staff party လုပ်မယ့်နေ့လေးကိုရောက်လာခဲ့ပါပြီအဲ့ဒီနေ့ကတစ်နှစ်ပြည့်အနေနဲ့ staff party လုပ်မယ့်နေ့လေး2023ခုနှစ်ရဲ့ဒီဇင်ဘာရဲ့ညတညမှာပေါ့ကျမတို့စူးစမ်းခဲ့မှုတွေရဲ့အတီးပွင့်တွေကိုမြင်ရမယ့်နေ့ပျော်ပွဲရွှင်ပွဲနဲ့စုပေးပွဲအစီအစဉ်တွေလည်းလုပ်မှာဆိုတော့တိတ်ကိုပြောခဲ့ကြတယ်လေဘသူကတော့ဘလို့စုတွေရမှာဘလို့ဂိမ်းတွေကစားကြမယ်ဆိုတာကိုပြောနေကြရင်နဲ့ရင်ခုန်နေခဲ့ကြတယ်အဲ့ဒီနေ့မှာတော့ကျမတို့အဖွဲ့ကချင်းတောင်တန်းမှာကျူဆိုပါ၏ဆိုတဲ့တခြင်းနဲ့
အဖွဲလိုက်ဖျော်ဖြေမှုကိုလုပ်ခဲ့ကြတယ်။ဖျော်ဖြေရေးအစီအစဉ်တွေပြီးတော့ကျမတို့မျှော်လင့်ခဲ့ရတဲ့အချိန်လေးရောက်ရှိလို့လာခဲ့ပါပြီ။စုပေးဝဲအစီအစဉ်ကတော့ကျမတို့ရဲ့ရင်ခုန်တဲ့နေ့ကိုမြန်စေခဲ့တာပေါ့။ပေးတဲ့စုတွေကကျမမမိတလောက်ကတော့တစ်နှစ်ပြည့်လို့ဂုဏ်ပြုတဲ့စုရဲ့ The Best Employee ရဲ့ Rising Star ရဲ့ဆိုတာတော့မမိတယ်။ကျန်တာတွေကိုတော့သိမမိတော့ပါဘူး။အမှန်တိုင်းဝင်ခံရရင်အဲ့ဒီအချိန်မှာတော့ကျမရဲ့စိတ်ထဲမှာတစ်နှစ်ပြည့်ကျမရဲ့စူးစမ်းမှုကိုအတိမတ်ပြုတဲ့ကျမနာမည်လေးထိုးရတဲ့စုတစိတ်ကိုတက်ယူရမယ့်အချိန်လေးကိုရင်ခေါင်းစွာနဲ့စောင့်နေခဲ့မိတယ်။ကျမရဲ့စူးစမ်းမှုလေးကိုအတိမတ်ပြုခံရမယ့်အချိန်လေးဘလောက်ရင်ခုန်ခဲ့ရလဲဆိုတာအခုချိန်မှာပြန်ပြောပြရရင်တော့အဲ့တုန်းကရခဲ့တဲ့နာကျင်မှုကရင်ခုန်ခဲ့မှုထပ်ပိုနေလို့လားတော့မသိဘူး။ကျမနှလုံးသားရဲ့တောင်းတနေရကနာကျင်ခဲ့ရမှုတွေကိုပုံမှန်မိနေခဲ့လို့ဘလောက်ရင်ခုန်ခဲ့ရလဲဆိုတာကိုတော့အခုချိန်မှာမပြောပြတတ်ပါဘူး။အခုဒီအကြောင်းတွေပြောပြဖို့ရင်းနေချိန်မှာလဲအဲ့ဒီတော့ကအချိန်တွေကိုပြန်သတိရမိပြီ။ကျမငိုနေခဲ့မိပြန်ပါတယ်။အဲ့လိုနဲ့စုပေးပေးမှာစုတွေတစ်ခုပြီးတစ်ခုချိန်ညာနေချိန်မှာကျမတို့အဖွဲရလဲဘသူကပဲစုတွေရမှာလို့မှန်းဆိုင်နေပဲကြောက်ရွံ့နေခဲ့ကြတယ်။ဒါပေမဲ့နောက်ဆုံးစုတွေပြီးသွားချိန်မှာတော့ကျမတို့ရဲ့ပျော်ရွှင်မှုတွေဟာပျောက်ဆုံးသွားခဲ့ပါပြီ။လွန်ခဲ့တဲ့မိနစ်ပိုင်းကအထိပျော်ရွှင်နေခဲ့ကြတဲ့ကျမတို့ဟာအခုချိန်မှာတော့ရင်ထဲမှာအတွေးကိုယ်စီနဲ့ဖြစ်ပြီးကျမတို့ရဲ့ပျော်ရွှင်မှုတွေအဆုံးသတ်သွားခဲ့ပါပြီ။အဲ့ဒီလိုကျမတို့အတွေးကိုယ်စီနဲ့တိတ်ဆိတ်နေရင်ကစကားတစ်ခုကိုတူညီစွာပြောခဲ့ကြတာကိုတော့ကျမမမိနေပါသေးတယ်။အဲ့ဒါကအဆောင်ပြန်ရောက်ရင်ငါတို့တွေနောက်တစ်ဝိုင်းထထောင်ကြရအောင်ဆိုတာပါပဲ။အဲ့ဒီချိန်ကျမရင်ထဲမှာကတော့ဘာလို့လဲဘာလို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မိကုံနဲ့အပြည့်ဖြစ်နေခဲ့တယ်။အဲ့ဒီလိုနဲ့ပွဲပြီးလို့အဆောင်ပြန်ရောက်တဲ့ချိန်မှာတော့ကျမတို့တွေပြောခဲ့ကြတဲ့အတိုင်းပဲအဆောင်မှာနောက်ထပ်တစ်ဝိုင်းထွိုင်းခဲ့ကြပါတယ်။ကျမကရှင်ထဲမှာရှိရင်ဒဲလို့ပြောတတ်တဲ့သူမို့ကျမမကြည်နဲ့ကြောင်မဖြစ်တဲ့ကြောင်ပြောရင်းနဲ့တိတ်ဆိတ်နေတဲ့ကျမတို့ဝိုင်းလေးကိုကျမရဲ့မကြည်နှမှုတွေနဲ့စတင်ဖြိုခွဲလိုက်ပါတယ်။ဟုတ်ပါတယ်။အဲ့ဒီကကျမရဲ့ကြိုးစားမှုတွေဟာအတိမတ်ပြုမခံခဲ့ရပါဘူး။တိတ်ဆိတ်စွာနဲ့ပျောက်ခွဲသွားခဲ့ရပါတယ်။ကျမမျှော်လင့်ခဲ့ရတဲ့နေ့လီဆိုပေမဲ့အဲ့နေ့လီရပဲကျမရဲ့ဘဝကိုကြောင်းလဲဖို့အစားပြုခဲ့တာပါ။ကျမမျှော်လင့်ခဲ့တာအများကြီးမဟုတ်ပါဘူး။တစ်နှစ်ပြည့်ကြိုးစားမှုအတိမတ်ပြုပြီးတဲ့ကျမနာမည်ပါတဲ့စုတစီလေးတစ်ခုပါပဲ။တခြားဘယ်ရအောင်မှကျမမမျှော်လင့်ခဲ့ပါဘူး။တစ်နှစ်ပြည့် bonus တွေအခြားစုတွေကျမမလိုချင်ခဲ့ပါဘူး။1000ကျော်2000နဲ့စုတစိလေးပေါ်မှာထိုးထားတဲ့ကျမနာမည်ပါတဲ့စာသားနဲ့စုတစိလေးကိုပဲကျမမျှော်လင့်ခဲ့မိတာပါ။ဒါပေမဲ့စုပေးပွဲတာပြီးသွားတယ်။ကျမနဲ့ကျမတို့တင်မနေရတငယ်ချင်းတယောက်နာမည်ဟာပါမလာခဲ့ပါဘူး။ကျမတို့တွေအကုန်လုံးမျှော်လင့်ခဲ့တာကကျမတို့ရဲ့စူးစမ်းမှုအတိမတ်ပြုတ်ပေးတာလေးပါပဲ။ဒါပေမဲ့အလုရှင်ရဲ့ကျေးဇူးတင်စကားပြောချချိန်မှာတော့ကျမတို့တင်ဟာပျောက်ကွယ်နေခဲ့ပါတယ်။ကျမတို့ကျေးဇူးတင်မှုနေနေတသာစိတ်ထဲတောင်မရှိပါဘူး။သူကျမတို့စိတ်ထဲရှိတဲ့အချိန်ကလူချင်တာခိုင်းစရာရှိတဲ့အချိန်နဲ့ကျမတို့အမှားလုပ်မိတဲ့အခါစုတဲ့အချိန်ပဲတတိယမှာပါ။သူအဓိကကျေးဇူးတင်စကားပြောသွားခဲ့တဲ့လူကတော့သူနဲ့အမြဲအနီးကပ်ရှိခဲ့တဲ့မာကတ်တင်တင်ကိုကျေးဇူးတင်သွားခဲ့ပါတယ်။လုပ်ငန်းအောင်မြင်တာကမာကတ်တင်ကြောင့်ဆိုတဲ့ပုံစံမျိုးကျေးဇူးတင်စကားပြောချသွားခဲ့ပါတယ်။ကျမတို့ထက်နောက်ကျမှရောက်လာပြီးဖွဲ့ထားတဲ့တင်ကကျမတို့ရဲ့စူးစမ်းခဲ့တာတွေကိုအစင်သစ်မဲ့စကလုံးလှလှလေးတွေနဲ့ကောက်ယူသွားခဲ့ပါပြီ။ဒီအချိန်မှာအဲ့အလုပ်ရှင်ကြီးကိုသိစေချင်တာကလုပ်ငန်းတစ်ခုမှာက
marketing ဘလောက်ကောင်းကောင်း service ပေးတဲ့လူတွေမကောင်းရင်အခါစားအလုပ်ပဲဖြစ်နေမှာပါလို့အတူတူဆွေတော်ရွက်လိုပေါင်းနေမှအောင်မြင်မှုရရှိနိုင်မှာပါလို့ပြောလိုက်ချင်တယ်ဒီဗီဒီယိုကနေတစ်ဆင့်လဲကြားသားစေချင်တယ်အဲ့လိုနဲ့ကျမအကြီးအကျယ်ပောက်ကွယ်နေချိန်မှာတော့အဖွဲ့တွေကအကြီးဆုံးအမကအဲ့ပွဲရေးစီစဉ်သူရှယ်ယာရှင်ဆိုသူနဲ့ရင်းနှီးတော့ချက်ချင်းပဲညပတ်ကြီးဖုံးဆက်ပြီးတော့မှမိခဲ့တာပေါ့ဘာလို့ဒီလိုမျိုးဖြစ်ရတာလဲမတရားဘူးစသဖြင့်မိခဲ့တဲ့ချိန်မှာတော့သူဖုန်းထဲကနေပြန်ဖြေလိုက်တဲ့အဖြေကကျမကိုစွန့်အားသွားစေသလိုရည်စရာလည်းကောင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ကျမနားလေလိုက်ရတာကကျမအရင်ကထင်ခဲ့တဲ့အရာတွေကမှားနေတယ်ဆိုတာပါပဲကျမအရင်ကထင်ခဲ့တာကကိုစူးစမ်းရင်စူးစမ်းသလောက်အတိမပြုတ်ခံရမယ်အောင်မြင်မယ်ထင်ခဲ့တယ်အဲ့ဒါကကိုယ်ပိုင်အလုပ်လုပ်နေတဲ့သူတွေအတွက်တော့မှန်ကောင်းမှန်နိုင်ပေမဲ့ကျမတို့လူသူများအတွက်လုပ်ပေးနေတဲ့သူတွေအတွက်ကတော့အမှားကြီးတစ်ခုဖြစ်နေခဲ့ပါတယ်အလုပ်ရှင်ကောင်းတွေအများကြီးရှိနိုင်ပေမဲ့ကျမဝန်ထမ်းလုပ်နေတဲ့တခြားလုံးမှာတော့မကြုံတွေ့ခဲ့ရဘူးပါဘူးဒါကြောင့်ပဲကျမရဲ့ကြိုးစားမှုတွေကိုအကျဉ်းချင်းလှရှုခံရတာတွေများလာတဲ့အခါမှာတော့ကျမအတွေးတွေစတင်ပြီးပြောင်းလဲလို့သွားခဲ့ပါပြီကိုဘလောက်ပဲကြိုးစားနေပါစေအတိမတ်ပြုတ်ခံရဖို့အပိုစုတွေရဖို့ယာလူတိုးဖို့ဆိုတာတထင်းနဲ့ရင်းနေတဲ့လူစကားပြောတတ်တဲ့လူဖားနိုင်တဲ့လူတွေကပဲဒီလိုအခွင့်အရေးတွေရတာပါလားငါတို့လိုတိတ်ဆိတ်စွာကြိုးစားနေတဲ့သူတွေအတွက်ကတော့နေရာရဖို့နေနေတတ်တာအတိမတ်ပြုတ်မှုလေးတစ်ခုတော့ရဖို့အတွက်ခက်ခဲပါလားဆိုတဲ့အတွေ့မျိုးစတင်တွေးလာမိတယ်အဲ့လိုအတွေးတွေစတွေးမိချိန်မှာပဲကျမ9နှစ်ကြာခုံယူစွာနဲ့လုပ်ခဲ့ရတဲ့အလုပ်လေးပေါ့ပထမဆုံးအချိန်ပဲဒီအလုပ်ကိုမလုပ်ချင်တော့ဘူးလို့စတွေးခဲ့မိပါတယ်ဒီအလုပ်ကိုမလုပ်ရင်ဘာဆက်လုပ်မလဲဘာဆက်လုပ်ရမလဲဆိုတဲ့မိကုံကကျမခေါင်းထဲမှာအပြည့်ဖြစ်နေခဲ့ပါတယ်တငယ်ချင်းတို့ရဲ့စူးစမ်းမှုတွေရောအတိမပြုတ်ချင်နေခံခဲ့ရဘူးပြီလားအဲ့ချိန်တော့ကဘလို့ခံစားခဲ့ရလဲတငယ်ချင်းတို့ရဲ့ဝန်ထမ်းဘဝအခြေအနေတွေရောဘလို့လဲဆိုတာရင်ဖွင့်ဖို့ in podcast မှာဖိတ်ခေါ်ပြရစီနော်နောက်ပိုင်းနေမှာတော့ကျမကုံစွာလုပ်ခဲ့ရတဲ့ဝန်ထမ်းအလုပ်လေးကိုဘလို့စွန့်ခွာခဲ့ရတယ်ကျမဘာတွေဆက်လုပ်ခဲ့ရတယ်ဆိုတာဆက်လက်ပြောပြပေးသွားပါမယ်အားလုံးပဲထပ်နာထောင်ချင်သေးတယ်ဆိုရင်တော့ subscribe လေးလုပ်သွားပေးပါနော်အဆုံးအထိအတူတူနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။တာယာသောနေ့လေးဖြစ်ပါစေရှင်။နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်နော်။